နေမိုးတော့လင်းရောက်လာတဲ့အချိန်ကနေစပြီးတော့တရားတွေအလုံးချမ်းသာကြပါစေလို့စတင်ပြီးတော့မေတ္တာပို့လိုက်လေကုသိုလ်ပဲနော်အလုံးတဲ့ကုသိုလ်အေးမနဲ့မိုးလင်းလာရင်ဘုရားဆွမ်းတော်ကပ်မယ်ဘုရားရှိခိုးမယ်တန်ဃာတွေဆွမ်းလောင်းမယ်ဆိုတဲ့စိတ်လေးထားရတယ်ဒါကုသိုလ်ပဲလှုပ်လဲလှုပ်ဖြစ်တယ်အဲ့ဒီကနေပြီးစီးပွားရှားနေတဲ့အချိန်မှလည်းပဲဘု து ပေါ်မှာဒီညစ်ပတ်တဲ့စိတ်မျိုးမထားပဲနဲ့ဈေးလာဝယ်ဈေးတယ်ဆိုလို့ရှိရင်လည်းဈေးလာဝယ်လို့ရှိရင်အေးကောင်းတာလေးရပါစေဆိုတဲ့စိတ်ကလေးထားစားတော့ဆိုင်နေဖွင့်နေဆိုလို့ရှိရင်လည်းဒီစားစားပြီးကျမ်းမာကြပါစေလို့စိတ်လေးထားအမြတ်ရပြီးရောဆိုတဲ့စိတ်ဒီမထားရင်ဒါကုသိုလ်ရအဲ့ဒါလို့မဟုတ်ဘဲနဲ့အမြတ်ရပြီးရောကျင်တာရောထက်ကျင်တာထက်ပေါင်းကျင်တာပေါင်းအဲ့ဒါလို့လုပ်ပြီးရောင်းမယ်ဝယ်မယ်ဆိုရင်တော့အကုသိုလ်တွေဖြစ်မှာပဲ